မရှိဘူးဘယ်လိုအဲ့ဒါဘယ်လိုတော့မွေးသေးတယ်မရှိတော့ထည့်ပြီမမေတစ်ခုထည့်တယ်ငါထည့်တယ်ပဲသေးတယ်ဟောညီမဲအချိုးလေးထည့်တာ เราต้องไม่อยากเลยไหมที่มันซิ่วมันนี่ค่ะ ဘယ်လိုတော့မွေးကိုကြောက်နေနေကြော်စားတယ် ကျွန်တော်မြန်မာပြည်စားလို့အများကြီးပေါ့ซิ่วတာနည်းနည်းလေးပဲစား ဒီမင်းနဲ့နေနေစားတယ်ကြားစီ ဘိုးတရားနားလေပါနေစားတော့အဲဆရာကအမှန်ပြောရင်ဟင်းရေနဲ့ပို့အချုံနဲ့ပို့လိုက်တာ မင်းရောဒီလိုတောင်းတောင်းဆက်တောင်းနေတယ်ဆိုရင် ဟင်းကတော့ချီကတော့ငါတော့မသိဘူးလေငင်းရတစ်ဖက်တယ်ဘယ်လိုလဲပြေးပြေးလို့ ဒီကလာလေးကျန်ခဲ့တာပါ ပြီးရမယ်နော်အဲ့တော့မဟုတ်ဘူးဆိုရင် မကြံဘူးသူနဲ့ရှိတဲ့တန်လေးတွေ